မေမေတို့ကိုပြောပြမယ်တခါတလေဒေါသထွက်ပြီးကလေးကိုအော်မိတယ်အော်ပြီးရင်နောက်ကျတောင်းပန်မိတယ်ဒါဟာမေမေတို့မေမေဆိုးလို့မဟုတ်ပါဘူးဒေါသထွက်တဲ့ခါအော်မိတော့မဲ့အစားရက်တန့်ပြီးအေးဆေးတုံ့ပြန်ခြင်းတဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါဒီနေ့မှာတော့ဒေါသထွက်တဲ့ခါသုံးလို့ရတဲ့စက္ကန့်30စီးကန့်10 second pause အကြောင်းကိုပြောပြပေးမယ်ပထမဆုံးသိထားရမှာဒေါသထွက်တဲ့ခါမေမေတို့ရဲ့ဦးနှောက်ရဲ့အပေါ်ပိုင်း thinking brain ကအလုံးမလုံးတော့ဘူးအောက်ပိုင်း survivor brain ကထိန်းချုပ်လိုက်တယ်ဒါကြောင့်အော်မိတာအော်မိမှပြန်တွေးမိတာစက္ကန့်30စီးကန့်ဆိုတာဘာလဲ What is the 10 second rule ဒါကတော့ဒေါသထွက်ပြီးအော်မိတော့မဲ့အချိန်ကိုစက္ကန့်30လောက်ရက်ခိုင်းတာပါဒီစက္ကန့်30အတွင်းမှာမေမေတို့ရဲ့ thinking brain ကပြန်အလုပ်လုပ်ဖို့အချိန်ရပါတယ်ဘယ်လိုလုပ်မလဲ How to do it အဆင့်1ရပ်ပါ stop ဒေါသထွက်ပြီးအော်မိတော့မဲ့ဆိုတာနဲ့ခန္ဓာကိုယ်ကိုရပ်လိုက်ပါပါးစပ်ပိတ်လိုက်ပါအဆင့်2ရှူပါ breathe နှာခေါင်းနဲ့ရှူသွင်းပြီးပါးစပ်နဲ့ထုတ်ပါအနည်းဆုံး3ချိန်လောက်ဖြင်းညင်းစွာရှူပါအဆင့်3စဉ်းစားပါ think ကိုဒီမေးခွန်းလေးတွေမေးပါငါဘာလို့ဒေါသထွက်နေရလဲကလေးကတမင်လောက်တာလားဒါမှမဟုတ်မတော်တဆလားအခုអော်လိုက်ရင်ဘာအကျိုးရှိမလဲអော်မဲ့အစားဘာလို့ရမလဲအဆင့်4ရွေးချယ်ပါ choose စဉ်းစားပြီးရင်អော်မဲ့အစားပိုကောင်းတဲ့တုံ့ပြန်မှုကိုရွေးချယ်ပါဥပမာ example ကလေးကနိုးဖန်ကွက်လှမ်းလိုက်တယ်အရင်တုံ့ပြန်ပုံဟဲမင်းဘာလုပ်တာလဲအော်စက္ကန့်30သုံးပြီးတုံ့ပြန်ပုံ1ရပ်ပါ2အသက်3ချက်ရှူပါ3စဉ်းစားပါသူတမင်လုပ်တာမဟုတ်ဘူးမတော်တဆပါအော်ရင်သူကြောက်မယ်4ရွေးချယ်ပါနိုးဖေးသွားတယ်နော်အဆင်ပြေပါတယ်အတူတူတုတ်ကြမယ်နော်ဒီစီကဘာကြောင့်အလုပ်ဖြစ်တယ်လဲ why this works စက္ကန့်30ဟာမေမေတို့ရဲ့အုံနောက်ထဲက survivor brain ကိုအေးဆေးသွားစေပြီး thinking brain ကိုပြန်အလုပ်လုပ်ဖို့အချိန်ပေးပါတယ်ဒါဟာသိပ္ပံနည်းကျသက်သေပြထားတဲ့နည်းလမ်းပါဒီစီကန်းလေးကိုနေ့စဉ်လေ့ကျင့်ရင်မေမေတို့ဟာဒေါသထွက်တိုင်းအော်မိတာနဲလာလိမ့်မယ်ကလေးနဲ့လည်းဆက်ဆံရေးပိုကောင်းလာလိမ့်မယ်ကိုလည်းဒေါသထွက်ပြီးမှနောင်တရတာနဲလာလိမ့်မယ်မေမေတို့ဒီတစ်ပတ်ဒေါသထွက်ပြီးအော်မိတော့မဲ့အချိန်တိုင်းမှာစက္ကန့်30လောက်ရက်ကြည့်ပါအသက်3ချက်ရှူပါအော်မဲ့အစားအေးဆေးတုံ့ပြန်ကြည့်ပါတခါမှမအော်မိတော့ဘူးဆိုတာမျောလင်းချက်မထားပါနဲ့တခါတလေအော်မိနိုင်ပါသေးတယ်ဒါပေမဲ့တစ်ချိန်လောက်အောင်မြင်သွားရင်တော့ဒီတစ်ပတ်ကျမတစ်ချိန်လောက်အော်မဲ့အစားအေးဆေးတုံ့ပြန်နိုင်ခဲ့တယ်လို့ကိုမန့်မှာဂုဏ်ယူစွာဝေမျှပေးပါအတူတူအေးဆေးတဲ့မိသားစုဘဝဖန်တီးကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်